လူကောင်းတယောက်ဖြစ်ချင်သူတခါတော့ကတိုးထဲမှာမြောက်တကောင်နေထိုင်ခဲ့အဲ့ဒီမြောက်ဟာမြဲခုံဆောက်နဲ့လမ်းဆောက်တဲ့အတွက်သူ့ကိုစပရင်လို့ခေါ်ကြတယ်စပရင်ဟာသူပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပြီးရရှိလာတဲ့ပိုက်ဆံနဲ့ကဘာလက်ခီးစားထွက်တယ်စပရင်ဟာကဘာအသေးဆုံးနဲ့အကြီးဆုံးအံ့ဩဖွယ်ရာတွေကိုသိချင်စပရင်ဟာတရွာကနေတရွာတစ်မြို့ကနေတစ်မြို့ခီးဆက်ခဲ့ပြီးအစားအစာနဲ့နေထိုင်ရေးအတွက်ကိုတော့သူ့ရဲ့လိုအားနဲ့လဲလှယ်ပါတယ်စပရင်ဟာပျော်ရွှင်တဲ့မြောက်တကောင်ဖြစ်ပြီးလူတွေကိုကူညီရတာကိုနှစ်သက်တယ်ဒီနေ့မှာစပရင်ဟာတရိတ်ဆန်အကောင်20နေထိုင်နဲ့ဇက်ပါဆိုတဲ့ရွာကိုဖြတ်ခဲ့တယ်အဲ့ဒီမှာစပရင်ဟာဖြံအိုကြီးကိုမြင်လာကြောင့်ဖြံအိုကြီးစီကိုရှောက်သွားလိုက်ပြီးဟယ်လိုဖြံအိုကြီးခင်ဗျာဒီနေ့ခင်ဗျာရဲ့ဥယျာဉ်လို့ကိုကျွန်တော်ကိုလုပ်ပေးမယ်ဆိုရင်ကျင်နာသောအားဖြင့်စားစရာတခုကျွန်တော်ကိုပေးပါလို့ပြောလိုက်ဖြံအိုကြီးကသဘောတူလာပြီးစပရင်ကိုဥယျာဉ်လုပ်တဲ့ချုပ်ကိုနဲ့ပန်းဝန်းကျင်ကပစ္စည်းတချို့ကိုပြင်ဆင်ခိုင်းလိုက်တယ်ဒီနေ့ကစပရင်အတွက်ရှင်းတရားပြီးပြင်မဲ့တဲ့နေ့တစ်နေ့ဖြစ်ပေမဲ့သူပျော်ရွှင်နေခဲ့တယ်ညနေခင်းမှာတော့ကြီးမားတဲ့တေသားစပွဲပုံမှာခင်းကျင်းထားတဲ့အစားအစာတွေအများကြီးရှိနေပြီးလူတိုင်းကလည်းသူတို့ရောကိုသူရဲကောင်းတယောက်ရောက်လာတဲ့မျိုးချီးကျူးဂုဏ်ပြုကြတယ်အဲ့ဒီညမှာအားလုံးဟာအလုံးပျော်ရွှင်နေကြတယ်ပါတီပွဲပြီးတစ်ခုလိုပါပဲပါတီပွဲကြီးတစ်ခုလိုပါပဲကားကြစားကြနဲ့စပရင်အမှန်တကယ်ပျော်ရွှင်ခဲ့ပါတယ်နောက်နေ့နဲ့မှစပရင်ခီးထွက်ပေါ်တော့အစင်းသစ်ဖြစ်နေတဲ့အခါညဝန်းမှာမြိတ်တွေအပြည့်နဲ့ဖြံကြီးကစပရင်နားကိုချင်းကပ်လာပြီးညစာစားဝဲမှာဆုံးရတဲ့ကျေးဇူးတင်ပါတယ်အချင်းရတဲ့ကကျေးဇူးပြုပြီးပြန်လာပါကွာငါမှမင်းရွယ်လောက်ရှိတဲ့သားလေး2ယောက်ရှိတယ်သူတို့ကိုမတွေ့ရတဲ့တစ်နှစ်ရှိပြီမင်းနဲ့တူရှိနေတဲ့အချိန်ကငါသားတွေကိုတတိယစီတယ်လို့ပြောလိုက်စပရင်လည်းဘာပြောမှမသိဖြစ်သွားတဲ့ကြောင့်ဖြံကြီးကိုသူ့ဖေလိုမျိုးပို့ခဲ့ပြီးဒီနေ့ပြန်လာမယ်လို့ဂရီပေးပြီးသူ့ရဲ့ခရီးကိုစားပြီးထွက်ခွာခဲ့ပါတယ်စပရင်ဟာအချင်းချင်းလမ်းဆောက်ပြီးလို့ပြင်ပန်းသွားတဲ့ချိန်မှာလမ်းမှာတပြား2ယောက်နဲ့တွေ့တော့တာပဲအဲ့ဒီတပြားတွေကသူ့ကိုတွန်းလဲပြီးသူ့ရဲ့အိတ်ကိုယူသွားကြတယ်ဓမြတွေစပရင်ရဲ့အိတ်ကိုကြည့်တဲ့အခါကျိုးတချောင်းကရိယာတချို့နဲ့ပေါင်းဝန်းတချို့ကိုပဲတွေ့တယ်ဒါကြောင့်ဓမြတွေကစပရင်ရဲ့အိတ်ကိုမြေပြင်မှာပစ်ချလိုက်ထွက်ပြေးသွားကြတယ်စပရင်ကသူ့ရဲ့ကြောဘေးကိုကောက်ယူပြီးခီးဆက်ခဲ့တယ်ပြီးတော့စပရင်ဟာကဘာမှရှိတဲ့အကောင်အဆိုးရဲ့အကြောင်းတွေကိုတွေးကြည့်တယ်လမ်းဟာစီလျာကွတ်ပန်နေပြီးနောက်ဆုံးမှာသူဟာတော်ကြီးမြင်မဲ့တစ်ခုကိုရောက်သွားတယ်ခီးဆက်နိုင်မဲ့တစ်ခုတည်းတော်နီးကတော့ကိုဖြတ်သွားရမှာပဲဖြစ်တယ်စပရင်ကတနာရီတာလမ်းလျှောက်ပြီးချိန်မှာတော့သူမျက်စိလဲနေပြီဆိုတော့ကိုသိလိုက်ပါတယ်ဒါကြောင့်သူဟာအနားယူဖို့တစ်ပင်ပေါ်တက်လိုက်ပြီးရွာသားတွေပြေးလိုက်တဲ့ပေါင်မိုးတချို့ကိုစားဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီချိန်မှာတော့တက်ကအကူကြီးအော်တောင်းနေတဲ့အတန်တွေကိုစပရင်ကြားလိုက်ရတယ်ဒါကြောင့်တစ်ပင်ပေါ်ကဆင်းပြီးအတန်တွေလာရဘက်ကိုစပရင်ပြေးခဲ့တယ်အတန်လာတဲ့နေရာကိုစပရင်ရောက်သွားချိန်မှာတော့စောစောကသူ့ကိုဓမြတိုက်ခဲ့တဲ့ဓမြ2ယောက်ကိုတွေ့လိုက်တယ်အဲ့ဒီဓမြတွေကမြေချင်းလက်ကြီးထဲမှာထောင်ချောင်းမိနေကြတယ်2ယောက်လုံးထောင်ချောင်းမိပြီးမထွက်နိုင်တဲ့အကူကြီးတောင်းနေကြတာပဲဖြစ်တယ်စပရင်ကသူ့ရဲ့ကြောဘိုးအိတ်စီကိုမြန်ရောက်သွားပြီးအထက်ကကျိုးကိုဆွဲထုတ်လိုက်ကျိုးရဲ့စွန်းတစ်ဘက်ကိုတစ်ပစ်တစ်ပင်မှာချီထားပြီးအခြားစွန်းတစ်ဘက်ကိုတွင်းထဲကိုပစ်ချပေးလိုက်တယ်ဓမြ2ယောက်လည်းကျိုးကိုဆွဲပြီးဘေးကင်းနဲ့မြန်တက်လာကြတယ်ဓမြတွေကစပရင်ကသူတို့ကိုကယ်လို့အံ့ဩတယ်ဓမြတက်ကဘာကြောင့်ငါတို့ကိုကူညီတာလဲတို့ကမင်းကိုတွန်းနဲ့ချပြီးဓမြတက်ကိုစောစောကပဲစူးစမ်းခဲ့တာပဲလေလို့ပြောလိုက်တယ်အဲ့ဒီခါစပရင်ကဒီကောင်မှလူကောင်းတွေရှိတယ်လူဆိုးတွေလည်းရှိတယ်လေလူကောင်းတွေကကောင်းတဲ့ຢာကိုလောက်ကြပြီးလူဆိုးတွေကမကောင်းတဲ့ຢာတွေကိုလောက်ကြတယ်ငါကတော့လူကောင်းတွေကတယောက်ဖြစ်ရမယ်လို့ဆုံးဖြတ်ထားလို့ပါလို့ပြန်ပြောလိုက်တယ်ဓမြ2ယောက်ကစပရင်ရဲ့အဖြစ်ကိုအံ့ဩသွားကြတယ်စပရင်ကဓမြတွေကိုငါကဝေးကွာကျေပြောတဲ့နေရာကိုသွားခဲ့ပြီးပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေကိုလည်းကြုံခဲ့ပြီးကောင်းတဲ့ဆိုးတဲ့အိုးတဲ့ပြိုးတဲ့လူမျိုးနဲ့ငါတွေ့ခဲ့ပြီးငါကဆိုးတဲ့အရာမျိုးတွေကိုကြုံခဲ့ရပြီမဲ့ကောင်းတဲ့အရာတွေကိုပဲလုပ်ဖို့အမြဲကြိုးစားမှာပဲလို့ပြောခဲ့တယ်စပရင်ကပြုံးရင်ဓမြတွေကိုပေါင်မှုတွေပေးလိုက်တယ်ပြီးတော့စပရင်ကဒီနေ့ငါပြောကြတဲ့တွေကအခြားသူတွေကိုဒုက္ခမပေးပြအသက်ရှင်ဖို့နီလန်းတစ်အမြဲတမ်းဆိုတော့မင်းတို့တိကိုကူညီလိုက်မယ်လို့ပြောပြီးထွက်ပေါ်သွားတယ်နန္ဒမင်းကျင်တွင်းငွေရွှေသွေးကြံ